မိမိခမဲတော်တီငါတို့ကိုရှင်ဘီအရာ၌၎င်းယိပရောဟိတ်အရာ၌၎င်းခံထားတော်မူ၏ကဘာအဆက်ဆက်ဘုံဒီအစွမ်းတတိစီစီတော်မူစေတည်းအာမင်ဖျားတခင်အခွင့်မရှိလင်အာနာဆက်မရှိအာနာဆက်ရှိသမျှတို့သည်ဖျားခင်ခံထားတော်မူရာဖြစ်စေတည်းဒီစကြဝဠာတစ်ခုလုံးကိုဖန်ဆင်းပိုင်တအုပ်စိုးတော်မူလျက်ခမဲတော်ထာဝရဘုရားတခင်နှလုံးသားကိုရရှိတော်ဒါဝိမင်းကြီးသည်ငါသားဆောလမုန်ငါသည်ဘိုးဘေးတို့တွားရလားတွားတော်မီခါစီတော့ယောက်ျားတို့အကုန်တတ်တည်ရှိလို့ဆောလမုန်မင်းကြီးကသူ့ရဲ့ဖခင်ဒါဝိအသက်တာကိုကြည့်တဲ့အခါမှာဣတိလလူမျိုးအုပ်ချုပ်ဖို့ရဝန်လေးလာပါတယ်ခမဲတော်ထာဝရဘုရားတခင်ကနှလုံးသားကိုကြည့်တဲ့ဘုရားတခင်ဖြစ်ပါတယ်ဆောလမုန်ငါရဲ့လူမျိုးဣတိလလူမျိုးအုပ်ချုပ်ဖို့ရတစ်မှာဘာအခက်ခဲရှိလဲဆောလမုန်မင်းကြီးကထိုးထွန်းသောဉာဏ်ပညာကိုအကျွန်ုပ်အားပေးသနာတော်မူပါတင်သည်စီးစိမ်လည်းမတောင်းရန်သူတို့အသက်ကိုလည်းမတောင်းအသက်ရှည်ရှင်လည်းမတောင်းထိုးထွန်းသောဉာဏ်ပညာကိုတင့်အားငါပေးမိဆောလမုန်မင်းကြီးကနန်းထိုင်ပြီးအမတန်ချစ်ကြတဲ့တငယ်ချင်းတစ်ယောက်ကသားတစ်ယောက်စီရတယ်တစ်ယောက်ကသားကိုဖိမိတော့တေသွားရှာတော့အသက်ရှင်နေတဲ့ခလေးနဲ့တေနေတဲ့ခလေးကိုအသာလေးသူ့တငယ်ချင်းမသိအောင်လဲတော့အဲ့ပြဿနာဆောလမုန်မင်းကြီးထံရောက်ရှိလာပါတယ်ဆောလမုန်မင်းကြီးကအစီခံတို့တက်ရှင်နေတဲ့ကလေးကိုဓာကိုယူခဲ့ဥခေါင်းကနေနှချမ်းကွဲပြီးဝေပေးလိုက်ပါမိခင်မဟုတ်တော့သူကအရှင်မင်းကြီးအမိန့်တော်ရှိတဲ့တိတိုင်းစီရင်လိုက်ပါမိခင်ဖြစ်တော်သူကအရှင်မင်းကြီးဒီကလေးအသက်ချမ်းတိုင်ကျမအခြေနဲ့ပြီးသူ့ကိုပေးလိုက်ပါဆောလမုန်မင်းကြီးကအသက်ရှင်ရတော့အခွင့်ကိုပြုတ်တော်သူသားလေမိခင်ဖြစ်သည်ဆိုသူ့မိခင်ကိုပေးလိုက်ပါတယ်သူ့ရဲ့တရားစီခြင်းဟာဣတိလတိုင်းပြည်မှာကြော်စောလာခဲ့ပါတယ်အဖိုးယောသက်အသက်19နှစ်အရွယ်မှာသူ့ရဲ့အဖခင်ယာကုပ်ကထူးခြားသောအင်ကြီးကိုချုပ်ပေးပါတယ်အဲကိုတို့အသားရိပ်မုန်းလာကြတဲ့သူ့မှာအိမ်မက်မက်လာပါတယ်သူ့ရဲ့ပထမအိမ်မက်ကတော့သူ့ရဲ့စပနံကိုအဲကိုတို့စပနံကဦးညွတ်ချတယ်ဒုတိယအိမ်မက်ကြတော့နေလကျဲဆက်တလုံးတို့အကျွန်ုပ်ကိုချစ်ခိုးကြပါ၏ဟုအိမ်မက်မက်ခဲ့ပါတယ်ပထမအိမ်မက်ကတော့ကဘာဦးကျန်အခန်းကြီး40မှာပြည့်စုံသွားပါပြီဒုတိယအိမ်မက်ဟာ1998ခုနှစ်အောက်တိုဘာ18ရက်နေ့နာနဲ့နေထက်ဆမှာတဖန်ထာဝရဘုရားမိန့်တော်မူသည်ကငါသားငါဖန်ဆင်းထားသောအရာအလုံးထဲမှာဤနေမင်းကြီးသည်အကြီးမြတ်ဆုံးတကိုးလည်းအရှိဆုံးဖြစ်၏ဤနေမင်းကြီးသည်လည်းတင်တို့ဥစ္စာဖြစ်၏ဤကဘာတိ၌ဤလောကလူသားများဤနေမင်းကြီးကိုယိုတည်ကြပါသူကိုမကိုးကွယ်ကြနှင့်စစ်မှန်သောဘုရားကိုရှာ၍ကိုးကွယ်ကြလောဟုမိန့်တော်မူ၏အဖိုးယောသက်ရဲ့ဒုတိယအိမ်မက်ဟာထိုနေ့၌ပြည့်စုံသွားပါပြီကာလနှစ်ပေါင်း3348နှစ်ကြာမြင့်ခဲ့ပါတယ်အမိမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်85နှစ်စရင်တုတပင်ထိဟာဗမာလူမျိုးတမရမင်းဆက်10ဆက်ထိဖြစ်လာပါတယ်နောက်ဆုံးမင်းဆက်ကဗဦးဝင်းမြင့်ဖြစ်ပါတယ်ထို10ဆက်မြောက်အထဲမှာဘုရားတခင်ကခိကောင်းအကောင်းဆုံးဘုရားတခင်အခွင့်ပေးခဲ့တဲ့မင်းကတော့အဘဦးတန်းဆွေဖြစ်ပါတယ်အဘဦးတန်းဆွေခေတ်ဟာ1990ခုနှစ်ကနေစပြီးမှအမိမြန်မာနိုင်ငံကိုဦးဆောင်လာပါတယ်ပထမဦးဆုံး BURMA Burma P ဗမာပြည်ကို MYANMAR မြန်မာဆိုတဲ့ခရစ်တော်ရဲ့နိုင်ငံတော်ခရိယန်နိုင်ငံတော်တနည်းအားဖြင့်ကောင်းကင်နိုင်ငံတော်အမည်ဖြင့်ပြောင်းလဲလာပါတယ်ယေရှုကနောင်တရကြတော့ကောင်းကင်နိုင်ငံတိလူနီးပြီဟုတရားကိုဟောစာပြုလေ၏ယေရှုဟောတော်နှစ်ကနေစပြီးမှထိုနှစ်ထိဟာနှစ်ပေါင်း1960နှစ်မှာပြည့်စုံကြောင်းကိုလည်းထပ်လောင်းပြီးအတိပေးခြင်းပါတယ်ကောသလအိမ်မက်16ချက်နေ့ဗုဒ္ဓဝိပတ်တော်12ပါးစာအုပ်ရဲ့မျက်နှာဖုံးမှာမွေကိုဖားကအမျိုးချင်းထိုအိမ်မက်တည်လဲထိုနေ့၌ပြည့်စုံသွားပါပြီ
ကာလနှစ်ပေါင်း2535နှစ်ကြာမြင့်ခဲ့ပါတယ်1996ခုနှစ်မှာအမိမြန်မာနိုင်ငံဟာမြန်မာခရီးသွားနှစ်မှာကဘာကမြန်မာတီရွှေနိုင်ငံဖြစ်မှတ်တမ်းတင်ပြီးယနေ့ရွှေမြန်မာနိုင်ငံတမိုင်းဝင်ဖြစ်လာခဲ့ပါတယ်2008ခုနှစ်မှာဗမာဗုဒ္ဓဘာသာလောကနိဗ္ဗာန်နိုင်ငံတော်တိဗုဒ္ဓတရားအစပြုသောတဘာဝနေရာကိုထာဝရအမွေခံဖို့အချိန်ရောက်လာတဲ့အချိန်မှာဗမာလူမျိုးအတွက်စီကံပြည့်ဝသောဒီမိုကရေစီဥပဒေကိုထုတ်ဖော်နိုင်ခဲ့ပါတယ်2010ခုနှစ်မှာတော့အဘဦးသိန်းစိန်ကထိုနိုင်ငံကိုဗမာလူမျိုးအမွေခံသောအခါအလံကိုထုတ်ဖော်နိုင်ခဲ့ပါတယ်2016ကနေ2020ခုနှစ်အထိဟာတနည်းအားဖြင့်ဒေါ်အောင်ဆန်းစုကြည်ခေတ်ဖြစ်ပါတယ်အဘဦးထင်ကျော်နှင့်အဘဦးဝင်းမြင့်ခေတ်ကာလဖြစ်ပါတယ်ထိုအချိန်ကာလမှာအထူးသဖြင့်21ရာစုငင်းချမ်းရေးပြည်လုံညီလာခံကို3ကြိမ်တိုင်အောင်ကျင်းပခဲ့ပါတယ်တိုးတော်လဲတိုင်းသားညီကိုများကငင်းချမ်းရေးတည်လဲစောတိုင်တက်တယ်လို့ပဲဘာမှမထူးလာကြောင်းကိုလည်းသိရှိရခဲ့ပါတယ်2018ခုနှစ်အောက်တိုဘာ30ရက်နေ့မှာကျွန်တော်ကိုမီကိုနိုင်စီကိုရုံခန်းကိုကျွန်တော်ဝင်ရောက်ခဲ့ပါတယ်15မိနစ်စကားပြောခွင့်ရခဲ့တယ်ကိုမီကိုနိုင်ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ချင်တယ်ဘာကိစ္စလဲ2018ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့မှာကျွန်တော်ရွှေတကုံဘောပကဦးမြင့်အောင်စီကိုကျွန်တော်တွားခဲ့တယ်တကားဖွင့်ဝင်ချင်းသူကထပြီးသူ့ရဲ့လက်ကိုခေါင်းကင်ကိုခြေပြီးမှခမည်းဟာအထက်ကဆေလူခံရတယ်လို့ပဲလာပါဆရာထိုင်ပါကျွန်တော်စပွဲရှုပ်တယ်ခွန်လို့ပါနှစ်ပေါင်း40သူပညာတည်ခဲ့တဲ့အရာတွေကိုပြန်ပြီးတက်တည်ခံတယ်ပြီးတော့ဆရာကျွန်တော်တို့ဗမာလူမျိုးမကောင်းဘူးကျွန်တော်တို့ဗမာလူမျိုးနှစ်ချမ်းကွဲပြီးဘယ်နည်းနဲ့မှပြန်ပေါင်းလို့လည်းမရတော့ဘူးကျွန်တော်တို့ဗမာလူမျိုးဥဆောင်ခြင်းအားဖြင့်ငင်းချမ်းရေးဘလို့ပဲကျင်းပတိုင်းသားတွေကမယုံတော့မအောင်မြင်ခဲ့ဘူးဆရာကျေးဇူးပြုပြီးအမိမြန်မာနိုင်ငံရဲ့ငင်းချမ်းရေးကိုအမြန်ဆုံးလက်တွေ့အကောင့်ထဲပေါ်ပေးပါကျွန်တော်လဲကိုယ်နိုင်ငံကိုမလုပ်ဘယ်သူလုပ်ပေးမလဲတိတ်ဟုတ်တာဗောဆရာကော်ဖီတိုက်မယ်အဲကြောင့်ဒေါ်ဆန်းစုကြည်နဲ့ကျွန်တော်ရင်းနှီးငင်းချိုင်းကိစ္စဆွေးနွေးချင်လို့ပါသူနဲ့ကျွန်တော်ကတော့ခဏတွေ့ပါတယ်ပတ်စက်နဲ့ပြောတာထက်စာကြောင်းလေးနဲ့ရေးတာပိုကောင်းတယ်ဟုတ်ကဲ့ကျွန်တော်စာကြောင်းရေးခဲ့ပါတယ်2019ခုနှစ်မေလ22ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ငင်းချိုင်းလမ်းမပေါ်မှာရက်ပြီးသူ့ကိုတော့နွားခဏကျွန်တော်ကြည့်ပြီးမှလာပြီးသူ့နှဖားမှာကျွန်တော်ကင်ခဲ့ပါတယ်အတိတ်ပဲတော့တို့တာဝန်အရေး3ပါးဖြစ်ပါတယ်တို့တာဝန်အရေး3ပါးပြည်ထောင်စုမပြိုကွဲရေးတို့အရေးခမဲတော်အိနုကပတ်တော်တမချန်းစာမှာကဘာပေါ်မှာမေပုံများစွာရှိခဲ့တော့လဲမေပုံ2ပုံပဲရှိပါတယ်အဲ့ဒီမေပုံကတော့အစ္စရေးနိုင်ငံမေပုံနဲ့အမိမြန်မာနိုင်ငံရဲ့မေပုံဖြစ်ပါတယ်ကဘာတီတွေနှုတ်ကပတ်တော်တီမီတမချန်းစာတီအမိမြန်မာနိုင်ငံတီလဲလုံးဝမပြိုကွဲနိုင်ပါဘူးအမိမြန်မာနိုင်ငံရဲ့တိုင်းသားတွေရဲ့ခံစားချက်ကပြောင်းလဲချိန်တန်ပြီးဆိုတဲ့အဓိပ္ပာယ်ကတော့လူလဲပြောင်းမယ်အုတ်ချုပ်ရေးလဲပြောင်းမှာဖြစ်ပါတယ်ဒါရင်အမိမြန်မာနိုင်ငံဟာလုံးဝမပြိုကွဲပါဘူးနံပါတ်1တိုင်းသားစည်းလုံးညီညွတ်ရေးတို့အရေးတိုင်းသားညီကိုများတေးချအဲ့စာကြောင်းကိုလေ့လာပါဗမာလူမျိုးကဥဆောင်တဲ့စစ်သားတွေကကျွန်တော်တို့တိုင်းသားတွေအားလုံးစည်းလုံးဖို့ရလူချမ်းမင်းသားလို့ရတယ်ကျွန်တော်အရန်တနာခဲ့ပါတယ်
ဗမာလူမျိုးတိဖို့ရတိရဲ့အဲကိုအရင်ခောက်ဖြစ်တဲ့ရခိုင်တော်မှာ2013ခုနှစ်အေးဆိုမှဒေါ်လာရေးစလာခဲ့တယ်အခုတိုင်းသားဘက်မှာရပ်တည်သွားပြီဒါကြောင့်ထာဝရငြိမ်းချမ်းရေးကိုအမြန်ဆုံးဗမာလူမျိုးတဲ့အရေးကြီးလာပါတယ်တွင်တူတော်သူတီမိမိတွင်နဲ့ကြလိမ့်မည်ကြောက်ကိုလိတ်တော်သူတီထိုကြောက်တီမိမိအပေါ်သို့ပြန်၍လိတ်လိမ့်မည်အချုပ်အခြာအာဏာတည်တတ်ခိုင်မြဲရေးအချုပ်အခြာအာဏာတည်တတ်ခိုင်မြဲဖို့ဥပဒေအဓိကဖြစ်ပါတယ်ဥပဒေခိုင်မြဲမှာအာဏာမြဲမှာဖြစ်ပါတယ် MMD ချန်တက်ဒီမိုကရေစီဥပဒေကတမာကျန်းစာရေးဆွဲသောကာလကနှစ်ပေါင်း1448နှစ်ကြာခဲ့ပါတယ်ကောင်းကင်နဲ့မြေကြီးပြည့်စည်တော်လဲပညာတိကျမ်းနဲ့အငယ်ဆုံးသောဘေရီတလုံးမှာပြည့်စုံခြင်းတို့မရောက်မီတိုင်အောင်ပြည့်စည်ခြင်းတို့မရောက်ကောင်းကင်နဲ့မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မည်ကဘာတီတည်မြန်မာတည်မည်မြန်မာတည်တည်နှုတ်ကပတ်တော်တည်နှုတ်ကပတ်တော်တည်တည်အာနာတည်မြဲမဖြစ်ကြောင်းကိုလည်းထပ်လောင်းပြီးအတိပေးဖော်ပြပေးခြင်းပါတယ်နိုင်ငံရေးဥတီချက်၄ရပ်စီးပွားရေးဥတီချက်၄ရပ်လူမှုရေးဥတီချက်၄ရပ်တွေအချုပ်ဟာနိုင်ငံတော်တည်တည်ဆောက်ခြင်းဖြစ်ပါတယ်ဒေါ်အောင်ဆန်းစုကြည်14ကြိမ်ကျွန်ုပ်မက်ခဲ့ပါတယ်ပထမဦးဆုံးအိမ်မက်ပြည့်စုံခြင်းကိုပြန်ပြီးတက်တည်ခံခြင်းပါတယ်2003ခုနှစ်ဇွန်လ16ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ရှိမှလာထိုင်ပြီးအိမ်မက်အရာစကတ်လေးဝတ်လာပါတယ်ကျွန်တော်လည်းညီမတော်စုမကြာခင်မှာခမဲတော်ထာဝရဘုရားတခင်ကဒီနိုင်ငံကိုတင့်လက်ထဲမှာအပ်တော်မယ်ငါမေးခွန်းမေးမယ်မေးပါ ABC ဘယ်နှလုံးလဲ26လုံးမှန်တယ်ကကြီးကခွေဘယ်နှလုံးလဲမတိတော့ဘူးတွေ့ဝေနေတယ်ညီမတော်စုနိုင်ငံတနိုင်ငံကိုအုပ်ချုပ်တော်မယ်ဆိုရင်အသေးစိတ်ကခရူးဆက်ရတယ်33လုံးရှိတယ်အဆက်ကွဲပြီးထပြီးလှည့်နေတဲ့အချိန်မှာသူ့ရဲ့ဘော်လီစကတ်ကအပေါ်လန်သွားပါတယ်သူ့ရဲ့လှုပ်ရှားမှုအားလုံးဟာအချင်းတက်ဖြစ်လာမယ်ဆိုတာကျွန်တော်ကြိုတင်ခမဲတော်ထာဝရဘုရားတခင်အိမ်မက်ပြီးခဲ့ပါတယ်သူ့ရဲ့တက်တန်းဗမာလူမျိုးရဲ့အမိမြန်မာနိုင်ငံမှာဘုရားတခင်အခွင့်ပေးခဲ့တဲ့တက်တန်းက2023ခုနှစ်ဇွန်လ30ရက်နေ့ဟာဗမာလူမျိုးတဲ့အမိမြန်မာနိုင်ငံမှာအာဏာနောက်ဆုံးအခွင့်ပေးခဲ့ပါတယ်ဒီကာလကိုကြည့်တဲ့အခါမှာကျွန်တော်ကတည်ထားတဲ့ရုပ်တုကိုအနုမောဒနာမပြုတ်သေးတော့ကြောင်း3လထပ်တိုးပေးခဲ့တယ်2023ခုနှစ်စက်တင်ဘာလ30ရက်နေ့ဟာဗမာလူမျိုးရဲ့အမိမြန်မာနိုင်ငံအတွက်တက်တန်းနောက်ဆုံးနေ့ရက်ဖြစ်တည်ကိုနားရှိတော်မူသူကကြားပါစီဒေါ်အောင်ဆန်းစုကြည်ကျွန်တော်မက်ခဲ့ပြီးမှပြည့်စုံခြင်းကာလနှစ်ပေါင်း20နဲ့3လနဲ့15ရက်ကြာကြောင်းကိုထပ်လောင်းပြီးအတိပေးခြင်းပါတယ်ဒေါ်အောင်ဆန်းစုကြည်ဟာကြံတဲ့ရှိတဲ့အရာအားလုံးဥပရိယအပြောအဆိုထိုက်တန်တဲ့ပညာဖရာသခင်အခွင့်ပေးခဲ့ပါတယ်အပြုံးမျက်နာဆိုရင်ကျွန်တော်တို့ကဘာတီတီရဲ့မြန်မာနိုင်ငံသူနိုင်ငံသားကမမိနိုင်တဲ့မိခင်ရဲ့ပြုံးလေးပိုင်ဆိုင်ခဲ့ပါတယ်တို့တော့သူ့အထဲမှာအတုံးမကျဆုံးတစ်ခုသူကအဲ့ရာကိုဆွဲကြိုက်ခြင်းအရာဟာလောကမှာအတုံးမကျဆုံးအရာတစ်ခုဟာအဲ့ဒါပါလဲဆိုမာနဖြစ်ပါတယ်သူ့မာနကြောင့်တနိုင်ငံလုံးပြိုပြက်သွားတဲ့အကြောင်းကိုလည်းထပ်လောင်းပြီးအတိပေးခြင်းပါတယ်ကောင်းမွန်စွာတိုက်လန့်ခြင်းကိုငါပြုပြီပြေးတော်လမ်းကိုအဆုံးတိုင်အောင်ငါပြေးရပြီယုံကြည်ခြင်းတရားနဲ့စောင့်ရှောက်ပြီအကျဉ်သူတီအောင်မြင်၍အဆုံးတိုင်အောင်ငါရဲ့အကျင့်ကိုကြည်ငါတီငါခမဲတော်တီငါအားပေးတကယ်တော့ထိုသူတီလူမျိုးတို့ကိုအုပ်ဆိုးရတော့အခွင့်ကိုငါပေးမည်ထိုသူတီသူတို့ကိုတန်လန်တန်နှင့်အုပ်ဆိုး၍မိအိုးခွဲဖြက်တကယ်တော့ခွဲဖြက်လိမ့်မည်မိုးတောက်ကျေကလေးသူ့အားငါပေးမည်ဝိညာဉ်တော်တီအတင်းတော်အဘယ်တော့မိန်တော်မူတီကိုနားရှိတော်မူသူကကြားပါစေ